ချင်မဟုတ်ကွာပြောလဲပြောချင်ပါတယ်မပြောချင်မပြောနဲ့လေကွာပြောချင်လို့ပလင်ခါနေတာကွာအိုးလင်းဖြူလို့ကြားလာကြားနေတာခုမှမမြင်ဘူးတဲ့ ဘယ်လိုပြင်းလဲတော့ ကြိတ်ကတော့ကြိတ်တယ်မကြိုက်နဲ့ ကြိတ်ကတော့ကြိတ်တယ်အမေလည်းကြိုက်တယ်မောင်ရင်မင်းလိုလူကြီးပဲအမေလည်းကြိုက်တယ်မလားအမေလည်းကြိုက်တယ်မလားကြိုက်တယ်ပေါ့တကယ်လို့အိုးလင်းဖြူကများငါပြောပြီးလို့ရသွားရင်မင်းအိုးလင်းဖြူကခိုးဆိုမင်းဘေးခိုးပြေးမှာဟာအမေခိုးပြေးမှာပေါ့ဗျာအမေရှိတယ်အမေခိုးပြေးမှာအမေခိုးပြေးမှာဟုတ်ပါမင်းခန့်နိုင်မှာလားခန့်တာပေါ့အဲ့ဒါဆိုငါလည်းလိုက်ခဲ့မယ်လေကြိုက်တယ်အကုန်လုံးကြိုက်တယ်ခမညာအော်လင်းမြူကြိုက်လို့ကျွန်တော်လည်းကြိုက်တယ်လေအေးလေကျွန်တော်လည်းကြိုက်တယ်အော်ကိုကြီးလည်းကြိုက်နေတာကြိုက်တာပေါ့နော်မင်းအော်လင်းမြူကမင်းတကယ်လို့ခိုးပြေးဆိုရင်မင်းခိုးပြေးပါတော့မင်းမိမကြီးခိုးပြေးပါငါမိမခန့်တယ်မြောက်လို့အဲ့လောငါဒီငါမသုံးဘူးနော်ဒါတော့ဘုရားမဆိုရိုးရကောက်ကပါရိုးရကောက်ကဲဒီကုရမမင်းမင်းအကလေးကြံရှိလို့တည်နော်ဟုတ်လားနော်ကိုရကကြလို့ညီမလေးငယ်လေးပြောရင်တော့ကျွန်တော်ရဲ့ညီမလေးတော့ပဲရှိပါသေးတယ်အမေညီမလေးတဲ့ဒီရွယ်နဲ့ကိုကြီးဖိုးစုံကိုယုံနေကဲအဲ့တဲ့နိုလေးကိုသဘောရောခေါ်ထုတ်လို့ပေးအောင်ဗျာခေါ်တော့မယ်အလှမဘီရင်မထိတ်တန်းအလှမဘီရင်မထိတ်တန်းအနုပညာမှာတက္ကစက်နေတယ်သမီးနွန်တုံလေးရဲ့အငိမ်ကန်းဆိုတာဟော့ဒီလိုတစ်ခါပြန်စဟောမလေးဟာယေးဟာရိုးရီယေးဟာနော်အေးမဲကြာပါဦး73နှစ်ပါပဲလာပြီကြပြီဟိုက်ဟာနိုလေးတယ်ဗျာရှိသမျှစကားလားကျမရင်နဲ့နေချမ်းသာနိုမကြိတ်တဲ့နိုင်ခေမရခွင့်လာလာတော့မှာချစ်တွေရှိသမျှစကားလားကျမရင်နဲ့နေချမ်းသာနိုတဝိနဲ့ဆိုတာဟုတ်လားကလေးကောင်းပန်းမှတပွင့်တာဆိုဟုတ်လားဟုတ်ဖန်အယူတွေလည်းကြေးကုန်ပေါင်းပဲကွယ်ဟာသူပြောတာမိန်းမကောင်းပန်းမှတပွင့်တာလေဟုတ်လားဟုတ်ဘူးဟာလို့ဒီမှာတပွင့်မှာကပဲလေဩအဲ့ဒီပန်းမွင့်ပြောတာမဟုတ်ဘူးဒီမှာအပွင့်နေအများကြီးပဲအဲ့ဒါရေးကြည့်တာတို့စီရကြတော့ဒီလိုအပွင့်နေများရင်ဘယ်လိုခေါ်တယ်မှတ်တော့ဘယ်လိုဖွင့်ဟာဟယ်လိုအပွင့်နေများရင်တဖုတ်လို့ခေါ်တာတဖုတ်ဒီမှ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 ာလေးဘုတ်လေးဘုတ်ငါးဘုတ်
6ဖို့ ဘဲ6ပွင့်6ပွင့် 6ပွင့် 6ပွင့်အဲ့လို 6ပွင့်အောင်မယ် မိမကဘတဝိတဆိုရာတဘဝမှာတစ်ချက်တသက်မှာတစ်ချက်ဟေးတတ်ပါတရားအကိုတို့ရေ အဲ့လိုလေငါးလေးပါလေဖောက်ဖက်လို့ပြောပါဦး တို့တွေကြတော့အယူလိုက်ကြတယ် ဦးလေးလို့ရေ ဦးလေးတို့ ဦးလေးတို့ အဲ့လိုခေါ်ငါဟိုက်အောက်ထဲကိုင်းပေါက်ပြန်ပါဗျဘယ်နဲ့ဦးလေးတော့ဒီရွယ်နဲ့ဒီရွယ်ခေါ်တယ်ဘူးလား ဦးလေး ဒီရွယ်နဲ့ဒီရွယ်ကိုလိုခေါ်လေ ဘယ်လိုခေါ်မှာတော့ မောင်လေး မာ ဟဲ့တော့ ဒိုင်းမြောင်မောင် အဲ့ဒီရေးဆိုတဲ့လူတွေမိုးလင်းမှဓာတ်ပုံလာတော့တယောက်မှပေးဘူး နဲ့တဲ့ဘုံလူမကိုမယူ မယူလွတ်ပြမှာပေါ့ ဟော မ မ င်း င်း တို့ တို့ ရှ ရှ ေ့ စ် တော့ တို့ မင်းတို့မြတ်ဘောင်းမြန်လို့နောက်ကွဲကနေရှေ့တော့ ရှစ်တို့ ကျမကြောင်းနဲ့ မင်းသမီးကမမြင်ချင်လို့လားမမြင်တာဖေကကလည်းပဲစီရောဟဲ့လို့နေရ ရန်ခါနာပဲ ကလေးပဲစီတော့မကပါဘူးဒါဟဲ့မင်းပက်ထောပတ်စီလောက်တော့ရှိတယ် တေချာချင်းကြီးအစိတ်သားလောက်တော့ရှိပါတယ်ဟာ သမီးလေ ကဲဦးလေးတို့ရေတမီးလို့အလှူတော်မိသားစုကထိန်ပွဲမှာ ဟုတ်တယ် ဒီလိုစိုင်းတစ်ဖွဲ့သားနဲ့ ဟုတ် လာရောက်ထော်ပြေပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် ကျေးဇူးတင်နေကျေးဇူးတင်နေဟာသူ့ချပါလား သူကမှကျေးဇူးတင်စကားတွေပါပြောသေးရဲ့နော် ဟုတ်ပါသူကမှကျေးဇူးလဲတင်တတ်သေးရဲ့ အာ ခရပြေးတာကတော့ကျေးဇူးလဲမတင်ဘူးစုလဲမချအောင်ဘာလို့ပေးကတ်ကတ်နေလဲ စူချဖို့နေနေသားသားသူတို့တောင်းမနေချသည်မစားနိုင်ဘူး ဒီနာအဖွဲမစားရင်မစားဟိုမောင်ရင်ထဲအဖွဲတော့စားလို့ အာစားတော့ငါနောင်နာကွန်းသွားထွင်နေတော့ကြားခဲ့သေးနေကြတိတစ်ထုပ်ကို9ယောက်လောက်ခွဲစားနေ ဟေး ဟဲ့မောင်မရော့ဒန်နင်းအစီဒါငါအစီကိုပဲနင်းအစီကသေးတယ်ငါအစီကကြီးတယ်နဲ့ပြက်နာတဲ့နဲ့အိုင်နာအဖွဲ အားတော့ နေကြသည်လို့ပါနေကြ ဒီ သည် နေကြတယ် ကဲ မနေ့ကလည်းကာဖူးပါတယ်ရှင် မနေ့က လည်းကာဖူးပါတယ်ရှင် မနေ့ကလည်းကောက်ဘူးတယ်ဒီနေ့လည်းကောက်ဘူးတယ်ဟုတ် အဲ့တွဲ အဲ့တော့ ဘယ်လိုလုပ်ချင်တာလဲပြောသမီးသဘောသမီးကချင်းကသမီးအိတ်ချင်တယ်ဆိုလဲကျောင်းပေါ်သွားပို့ပေးမယ် ကဲ ကဲသမီးစူးစမ်းပြီးကတော့မယ် ဟုတ် ဟို အပြောလေးချော်ပြီးတော့အလုံးနဲ့တက်တည်ပြမယ်ဗျာ အဲ့လိုပြောတော့နားကြီးရကွာဘာမှကြက်ချင်တော့ မပြောနဲ့ကွာ ဟောလိုက် ဟေး ဟောလိုက် အဲ့တန်နဲ့ဆိုဦးကတီးမပေးဘူးနော် ဟေးအဲ့ အားရပါရအော်စမ်းမညီးရလဲ အဲ့တန်ဒီလိုနေရာဩဝါဒမဟုတ်ဘူးလေ ဘယ်ညာဟောတာတော့ အဲ့လိုသာအမောင်ထဲမှာနေဘူတာတို့ဘာလို့ဆိုရင် အားရပါရအော်ချိုင် ကဲအားရပါရအောင်ရတယ် နင်းသွားတယ်ပျော်ပွဲ ဟေး ဒီပြေကဟောမယ်ဟော သမီးအားရလား အားရပြီလား အားရလား နောက် အားရလေပြန်သွားအရှိတော့သွား မရဘူးလို့ပြောမှနောက်တစ်ခေါက်တီးရမှာပေါ့ ဟိုတီးရမှာအားရပြီဆိုပြန်အိမ်ဘောနော်ဟုတ်တယ်မ ကလေးဆိုတော့ဘာမှမတည်သေးဘူးတင်ကလေးချိတ်ချိုတယ်မိဘပြထားတော့ပေါ့ကြည့်ဆိုစောပလိုက်တာဘာမှမတည်ဘူး အားတီးလေ ကျုပ်တို့လှုပ်ကြည့်ပါလား ဟုတ်တယ် နှလုံးနေနာတယ် ဘယ်နှလုံးလို့ ဆိုင်တော့ ရင်ပတ်ထဲကတောင်းအောင် ဒီလိုလောက်တာနေရင်မထက်အောင် နှလုံးတောင်း ကိုဆိုင်နော် ကဲညီမလေးနောက်တစ်ကြော့ပြန်ကြောင်း အဲ့ဒါအတွင်းကြီးကြီးရရှိမှနေ ပြန်စမှာနော်ကိုပြောလို့မောင်ရှင်ကိုအခုဦးပြောလို့ကိုပြောလို့မောင်ရှင် ရှင် ကိုပြောလို့မောင်တီးတာ ကိုပြူလို့မှာ ကိုပြောလို့ပြောလို့မောင်ကိုပြောလို့ ငါနာမည်မခေါ်တယ်ကိုပူလူပေါ့ဖြစ် မတည် ဦးပြလူမအောင်လို့ပြောပါ ဦးလေးရွယ်လေး ဦးပြလူမအောင်တီးတာ ဦးပြူလို့မှာတီးရ အုပ်ပြနေမှာတည်းဟာ
ဖြစ်လေး အဲ့ ပါ လိုမဟုတ်ဘူးဥပြုံလူမောင်တီးတာသမီးအားမရသေးဘူးနောက်တစ်ခါတော့ထပ်ကကျင်သေးတယ် နောက်တစ်ခါလောက်ကမယ် အေးဖြလန့်ပြီးတော့တောင်ကာကမယ်ဆိုပြီးတော့ ကဲချမယ် ရှိရ ကကျင်ကမှာ ရှင်းနေမယ်ဟော no no ဟောဟာဒီ ရှစ်ဆက်ဟေး ဟာ ဟာ ဟော လေး no သမီးသမီး ဟောအေးဟော သမီး မဲ no no ဟေးမောဝါဟော oh my god လက်ကိုလေးဒီပါဦးအားပေးလိုက်ပါဦးကလေးမလေး